အားလုံးမင်္ဂလာပါ Big Six Soccer and Sport Channel ကနေတင်တော့ကိုຫນွေတွေ့ဆိုကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောသွားမယ့်အရာတော့ကဘာပေါ်မှာဘောလုံးပွဲရဲ့ပထမဆုเนาะအများဆုံးရတဲ့ဖလားတွေ medal တွေအများဆုံးရတဲ့ Lionel Messi အကြောင်းဖြစ်ပါတယ်သူကတော့ဒီစံချိန်အနေနဲ့ကဘာပေါ်မှာပထမဆုเนาะကဘာဖလားပထမဆုLa Liga ပထမဆု MLS ပထမဆုအဲ့ဒီဆုပေါင်း48ရပြီးတော့ကဘာပေါ်မှာအများဆုံးရတယ်လို့ဖြစ်ပါတယ်အဲ့ဒီဆုအများဆုံးရတဲ့ထဲမှာကဘာပေါ်မှာ9ယောက်ကြည့်မယ်ဆိုရင်နံပါတ်5တော့ဘာစီလိုနာဘောလုံးသမားစပိန်ဘောလုံးသမား Andres Iniesta ဖြစ်တယ်သူကတော့ဒီချန်ပီယံဆုပေါင်း32ကြိမ်ရနံပါတ်4ကတော့ Sergio Busquetsသူကတော့ဘာစီလိုနာဘောလုံးသမားဖြစ်တယ်စပိန်ဘောလုံးသမားဖြစ်တယ်39ကြိမ်ရပြီးတော့နံပါတ်3ကတော့Hassanသူကတော့41ရတယ်သူကတော့ပြင်သစ်Egypt ဘောလုံးသမားလို့ထင်ပါတယ်နံပါတ်2ကတော့Dani Alvesကတော့เนาะ43ကြိမ်เนาะဆုရတယ်ဆု43ခုရသူကလည်းဘရာဇီးနိုင်ငံသားဖြစ်တယ်ဘာစီလိုနာဘောလုံးသမားဖြစ်တယ်เนาะပြီးတော့ဒီမှာဆက်လက်ပြီးကြည့်မယ်ဆိုရင် Lionel Messi သူလည်းအများဆုံးဘာစီလိုနာမှာကစားတယ်ဒီအာဂျင်တီးနားလည်းရွေးစင်ဘောလုံးသမားဖြစ်တယ်ဒီမှာထူးဆန်းတာကဘာမှာဆုတစိတ်အများဆုံးရတယ်လို့9ယောက်ထဲမှာ4ယောက်ကဘာစီလိုနာဘောလုံးသမားတွေဖြစ်နေတာကျွန်တော်အနေနဲ့တွေ့ရတယ်ဒီမှာကျွန်တော်ဆက်ကြည့်မယ်မက်ဆီအနေနဲ့ကဘာဒီချန်ပီယံကဘာချန်ပီယံတို့ပြီးတော့တောင်အမေရိကချန်ပီယံတို့ပြီးတော့လာလီဂါချန်ပီယံပြင်သစ်ချန်ပီယံ MLS American Champion တို့ဒီပထမဆုရတာ medal ရတာ trophy ရတာ cup ရတာ42ခုရှိတယ်အဲ့ဒါကိုကျွန်တော်တို့ပြန်ပြီးတော့ခွဲချမ်းစိတ်ပြမယ်ဆိုရင်ဘာစီလိုနာဘောလုံးအသင်းနဲ့35ခုရတယ်အဲ့ဒါတော့ La Liga Champions ကြိမ်ရတယ်စပိန်ရှုံးထွက် Copa del Rey 9ကြိမ်ရတယ်ပြီးတော့စပိန်စူပါကပ်10ကြိမ်ရတယ်ပြီးတော့ UEFA ဥရောပရဲ့ချန်ပီယံလိဂ်4ကြိမ်ရတယ်ပြီးတော့ဥရောပရဲ့စူပါကပ်ဘိုတကဘိုเนาะချန်ပီယံ3ကြိမ်ရတယ်ပြီးတော့ FIFA Club World Cup club ကဘာဖလားမှာလည်း3ကြိမ်ရတယ်ဆိုတာတွေ့ရတယ်ပြီးတော့ပြင်သစ်ရောက်တဲ့ခါမှာသူကအစုဖလား3ခုရတယ်La Liga ဖလား La Liga Champion တစ်ကြိမ်ရပြီးတော့ Trophy des Champion တစ်ကြိမ်ရတယ်ပြင်သစ်မှာလည်း Champion 3ကြိမ်နဲ့เนาะ Medal 3ခုရတာတွေ့ရတယ်ပြီး American မှာရောက်လာတဲ့ခါမှာ Inter Miami မှာဆု3ခုရအဲ့ဒါတော့ League Cup တစ်ခုရတယ် Supporter Shield တစ်ခုရပြီးတော့ MLS Cup ရှုံးထွက်ဖလားတစ်ကြိမ်ရတယ်ဆိုတာတွေ့ရတယ်နိုင်ငံလက်ရွေးစင်အာဂျင်တီးနားနဲ့เนาะချန်ပီယံဆု6ကြိမ်ရတယ်နံပါတ်1ကတော့ FIFA ကမ္ဘာဖလားမှာ2022ခုနှစ်မှာချန်ပီယံရတယ်နံပါတ်2 Copa America တောင်အမေရိကပြိုင်ပွဲမှာ2ကြိမ်ချန်ပီယံရတယ်2001နဲ့2021နဲ့2024ဖြစ်တယ်ပြီးတော့နံပါတ်3မှာ Finalist မှာဆိုတဲ့ပြိုင်ပွဲမှာတစ်ကြိမ်ပထမရတယ်2020နှစ်ဖြစ်တယ်ပြီးတော့နံပါတ်4မှာအိုလံပစ်မှာတောင်မှသူကတော့2008ခုနှစ်မှာရွှေတံဆိပ်ရတယ်ဆိုတာတွေ့ရတယ်ပြီးတော့နံပါတ်5 FIFA World Youth Champion เนาะ FIFA လူငယ်အသက်16နှစ်မှာထင်တယ်အဲ့ဒီမှာလည်း2005ခုနှစ်မှာချန်ပီယံရတာကျွန်တော်အနေနဲ့တွေ့ရပါတယ်ကျွန်တော်တို့ခုနเนาะကျွန်တော်လူ9ယောက်ပြောပြီးတော့ Messi ကအင်မတန်မှတော်တယ်အင်မတန်မှထူးချွန်တယ်ဟိုတော့အငင်းကုန်ရှိတဲ့ကဘာပေါ်မှာပီလီကအကောင်းဆုံးဘောလုံးသမားတော့ပြီးတော့မာရာဒိုနာအကောင်းဆုံးသမားနောက်ပိုင်းမှာဒီခရစ္စတီယာနိုရိုနယ်ဒိုတချို့အကောင်းဆုံးလို့ပြောတယ် Messi အကောင်းဆုံးလို့ပြောတယ်ဒါပေမဲ့เนาะသူ့ရဲ့ကပဖလားတို့တောင်အမေရိကတို့ဥရောပတို့ club ဒင်းတို့နဲ့ကြည့်လိုက်တဲ့အခါမှာသူကတော့
ကဘာမှာမကဘဲနဲ့ဂျိုကျွန်တော်တို့နေထိုင်တဲ့ galaxy မှာတောင်မှသူ့လောက်ကောင်းတဲ့ဘောလုံးသမားမရှိဘူးဆိုတာတွေ့ရတယ်ဒီအတွက်ကြောင့်သူ့အနေနဲ့ဒီကဘာအကောင်းဆုံးဘောလုံးသမားစုနော် Ballon d'Or ကို8 ကြိမ်ရတာတွေ့ရနော် Ballon d'Or ရတယ်လို့9ယောက်မှကြည့်မယ်ဆိုရင်ဒီ Holland ဘောလုံးသမား Marco van Basten 3 ကြိမ်ရဘူးတဲ့နံပါတ်4 Johan Cruyff သူလည်း Holland ဘောလုံးသမားဖြစ်တယ်3 ကြိမ်ရတယ်နံပါတ်3ပြင်သစ်ဘောလုံးသမား Michel Platini 3 ကြိမ်ရနံပါတ်2 Cristiano Ronaldo 5 ကြိမ်ရLionel Messi ကျတော့8 ကြိမ်တောင်ရတယ် Ronaldo ထက်3 ကြိမ်များရတဲ့ခုနှစ်တည်းကတော့2009 2010 2011 2012 4 နှစ်ဆက်တိုက်ရတယ်ပြီးတော့2015 2019 2021 2023အဲ့လိုရရှိတာတွေ့ရတယ်အဲ့အတွက်ကြောင့်ဒီကျွန်တော်တို့အနေနဲ့တူးချင်း Ballon d'Or ဒီ or စုရတာကြည့်မလား club တင်းနဲ့ champion ဖြစ်တာကြည့်နိုင်ငံအသင်းနဲ့ champion ဖြစ်တာတွေကြည့်တဲ့အခါမှာLionel Messi ကိုကြော်တဲ့လို့ဘယ်သူမှမရှိဘဲနဲ့ Ballon d'Or အကောင်းဆုံးကပဒီဥရောပအကောင်းဆုံးစုကိုဒီ8 ကြိမ်တောင်မှရတာတွေ့ရတယ်ပြီးတော့သူ champion ဖြစ်တဲ့အချိန်ပေါင်းလဲဒီ48 ကြိမ်ဖြစ်တယ်သူနောက်မှာဒုတိယရတဲ့ Brazil ဘောလုံးသမား Daniel Alves 43 ကြိမ်ပဲရတာတွေ့ရတယ်ဒီအတွက်ကြောင့် Lionel Messi ဆိုတဲ့ဘောလုံးဟာကဘာမကဘဲနဲ့ Galaxy ဂျိုမှာတောင်မှသူ့လောက်ကောင်းတဲ့ဘောလုံးသမားမရှိဘူးဆိုတာတွေ့ရတယ်ကျွန်တော်ဆက်ပြီးစောင့်ကြည့်မယ်ဆိုရင်လေဒီနေ့ကဘာဖလားမှာတောင်မှเนาะဆက်ပြီးတော့ဒူဂျီယာဆက်တိုက်เนาะ back to back ဘိုးဆွဲတာအခုနောက်ပိုင်းမှာမရှိပေမဲ့အာဂျင်တီးနားအနေနဲ့ Lionel Messi ကြမ်းမာနဲ့ final ထိကနိုင်မယ်ဆိုရင်တော့အာဂျင်တီးနားပဲဘိုးဆွဲမယ်ဆိုတာတဖြည်းဖြည်းရုပ်လုံးပေါ်လာပါပြီကျွန်တော် YouTube channel ကိုအဆုံးတိုင်အောင်ကြည့်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ် VPN ခံပြီးကြည့်ပေးဖို့ subscribe လုပ်ပေးဖို့ like လုပ်ပေးဖို့အဲ့လိုလုပ်ပေးတဲ့လူအားလုံးကြည့်ပေးလို့အားလုံးစိတ်ကြမှာချင်းကိုယ်ကြမှာချင်းနဲ့စီးပွားအောင်မြင်ခြင်းရရှိနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့ပေးပါတယ်ကျေးဇူးတင်ပါတယ်